အားလုံးပဲမင်္ဂလာပါ David Vlog ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်တို့သွားမယ့်နေရာလေးက Global Village ကိုသွားမှာပဲဖြစ်ပါတယ် Global Village မှာကကျွန်တော်တို့ဒီနိုင်ငံတွေအများကြီးရှိမယ်market တွေရှိမယ်ပေါ့နော်ပြီးရင်ကစားစရာတွေအများကြီးရှိမယ်ပေါ့နော်အဲ့ဒီနေရာကိုသွားမယ်ဆိုကျွန်တော် Union နေပြီးတော့ bus ကားလေးစီးရပါတယ်ကျွန်တော်တို့ကတော့ Google Map အတိုင်းလေးပေါ့နော်သွားလိုက်တာဖြစ်ပါတယ်ကားစီးရတာမိနစ်20နာရီပဲလောက်ပဲလုံဆုံးကြာပါတယ်တခါစီးရင်တော့ကျွန်တော်အတော်ကိုစနစ် AED ပဲပေးရပါတယ်ဝင်ကြီးလေးကတော့ကျွန်တော်တို့ weekend ဖြစ်တဲ့အတွက် AED 35ပေါ့နော်ဒီတိုင်းရိုးရိုး visit အနေနဲ့သွားတဲ့ပုံစံပဲဖြစ်ပါတယ်ကျွန်တော်တို့သွားတဲ့ရက်ကလေးက weekend လေးလည်းဖြစ်တယ်ဒါကြောင့်မို့လဲလူတွေအများကြီးတွေ့နေရတာပေါ့နော်ကဘာလဲခီးသွားတွေအများစုလာတဲ့နေရာလေးလည်းဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒူဘိုင်းရဲ့နာမည်ကြီးနေရာလေးတစ်ခုလည်းဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒီကဘာလဲခီးသွားတွေတော်တော်များများကိုတွေ့နေရပါတယ်တူရကီကိုတစ်ခေါက်ပြန်ရောက်လာပါပြီဒီနေရာလေးကဘန်ကောက်မာကတ်ပေါ့နော်ဘန်ကောက် floating market လေးမှာအဲ့နေရာလေးကထိုင်းစားစာတွေပေါ့နော်အဓိကထားပြီးတော့ market လေးဖွင့်လာတာပါပေါ့နော်ဆိုင်တွေကတော့အများကြီးပဲစားစရာတွေလည်းအများကြီးပဲသူတို့ဒီမှာရှိတယ်နာမည်ကြီးတဲ့တရက်သီးတွေပြီးလို့ရှိရင်အကင်တွေပေါ့နော်ကင်းမွန်တွေအာလူးချောင်းကျော်တွေစားတဲ့ပြင်ပေါ့နော်စီးဖူးတွေကတော့အများဆုံးတွေ့ရပါတယ်ကြီးရှုသူတွေမူးသွားအောင်လို့တစ်ပတ်လောက်လဲပြပါမယ် sorry ပါနှစ်ပတ်ဖြစ်သွားပါတယ်ဒီ Global Village ကစားစရာတွေလည်းအများကြီးပဲပြီးရင်စော်ဖို့ကစားဖို့နေရာတွေလည်းအများကြီးပဲပေါ့နော်ပြီးရင် market တွေပေါ့နော်နိုင်ငံအသီးသီးရဲ့market တွေသူတို့ရဲ့ signature တွေဖြစ်တဲ့ cosmetic တွေစားစရာတွေအဝတ်အစားတွေစားတဲ့ပြင်ပေါ့နော်အဲ့နေရာတွေကိုတနေရာထဲမှာတွေ့ရပါတယ်တယောက်လေးရှောင်းနေစင်ကယ်လို့ထင်ပါဆိုလို့အတွဲလေးနဲ့လည်းရှောက်ပြပေးလိုက်ပါမယ်နော်ကိုကလည်းဗီဒီယိုလေးရိုက်ချင်သူကလည်းဓာတ်ပုံရိုက်ချင်နေဆိုတော့ဓာတ်ပုံလေးလည်းရိုက်ပြီးဖြစ်ပါတယ်
ဆင်လာတာလေးဒီပြီးလို့ရှိရင်ဒီလိုမျိုးညဘက်ဆိုရင်မီးပေါ့နော်မီးရှိုးပွဲလေးရှိတဲ့အတွက်ကြောင့်တော်တော်လေးကိုစိတ်ဝင်စားစရာလေးတွေကောင်းတယ်လှလဲလာတယ် Global Village ကညဘက်ဆိုရင်ညလာတယ်ကျွန်တော်တို့သွားတော့က weekend လေးဖြစ်တဲ့အတွက် AED ပေါ့နော်35ချက်ပေးရတယ်သို့တော်လည်းအထက်မှာလေးလာရတာတွေအများကြီးပဲနိုင်ငံတွေအများကြီးပဲပေါ့နော် market တွေလည်းအများကြီးပဲတစ်ခေါက်တော့တွားကြည့်ဖို့ပြောချင်ပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပဲတော့ကျေးဇူးတင်ပါတယ်